ဒီချမ်းကတော့ကျွန်တော်တောင်ယူဆိုင်ပေးထားတဲ့နှစ်သားနယ်ဗျူဆိုင်ခင်းမှာနှစ်သားနှစ်ခွဲသားပေါ့ဗျာနှစ်ခွဲသားနယ်ဗျူဆိုင်ခင်းမှာ2023ဟို8လပိုင်းကစိုက်ထားတဲ့ဟာတွေပါဒီကောက်ဟိုမှာအပင်400လောက်စိုက်ထားတဲ့စိုက်ခင်းမှာနယ်ဗျူပင်400လောက်နဲ့မဲဇလီအပင်200လောက်စိုက်ထားပါတယ်သူကရောက်တော့ဟိုပါပေါ့ဂိုင်းလေးတွေပါလေးတွေပြင်ထားရလဲဖြစ်တော့အပင်လေးတွေကထောင်ထောင်မတ်မတ်ကလေးတွေနဲ့ဖြစ်နေပါတယ်ပြီးရင်ကျွန်တော်တို့ကခြံတွေထဲမှာဒီမီတာလန်းတွေကုန်ထုတ်လန်းတွေအကုန်လုံးစနစ်တကျထည့်ထားဖြစ်တဲ့အတွက်သွားရေးလာရေးလောက်တာကိုင်းတာအားလုံးစင်ပြေအောင်ကုန်ထုတ်လန်းတွေထည့်ထားပါတယ်အခုမြင်နေရတဲ့မြင်ကွင်းတစ်ခုလုံးပေါ့ဟိုဘက်ကခြံတွေရလဲကျွန်တော်တို့စိုက်ထားတဲ့ဟာတွေပါပဲnet the view ရော net the knee ရောဝါကတော့နေပါတယ်ကျွန်တော်တို့က net the view net the knee များတာဘေးကတော့နှစ်တူကပ်ပါပင်အနေနဲ့ပဲစိမ့်ကုန်မင်းလေးထည့်ဆိုင်ထားတာပေါ့ဗျာပြီးသွားရင်နှစ်ပင်ကိုတစ်ပင်လုံးမဲဇလီထည့်ဆိုင်တယ်ပေါ့ဗျာမိတ်ဆွေတို့အနေနဲ့ net the view channel တဲမယ်ဆိုလို့ရှိရင်ဘယ်လိုလေးတဲလို့ရတယ်ဆိုတာလေးချင်ချင်လေးတစ်ခုအနေနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒါထက်ပိုကောင်းတဲ့အစီအစဉ်လေးတွေရှိရင်လည်းညှဝေပေး